အမျိုးသားတွေကပလက်တွေဖြစ်ပြီးအမျိုးသမီးတွေက socket တွေဖြစ်နေတဲ့ထူးဆန်းတဲ့ကဘာတစ်ခုရှိပါတယ်။သူတို့ရဲ့အရွယ်အစားအတိအကျကိုက်ညီမှလာချိတ်ဆက်လို့ရနိုင်တာပါ။အထီးကျန်မှုကိုခံစားနေရတဲ့အမျိုးသားတစ်ယောက်ဟာဘတ်စကားပေါ်မှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်နေခဲ့ပါတယ်။ဒီနေ့မှာတော့သူ့အတွက်တီးတန့်ဖန်တီးထားတဲ့မိန်းကလေးနဲ့စုံတွေ့ရလိမ့်မယ်လို့သူအခိုင်အမာယုံကြည်ထားပါတယ်။သူနေရာအညံ့ရှာဖွေခဲ့ပေမဲ့ဘယ်နေရာမှသူ့နဲ့ကိုက်ညီမဲ့သူကိုမတွေ့ခဲ့ပါဘူး။သူဟာစိတ်ပြက်လက်ပြက်နဲ့လမ်းမတွေပေါ်မှာရှောင်သွားရင်းနောက်ဆုံးမှာစားတောက်ဆိုင်တစ်ခုကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာသူ့ရဲ့အကြည့်တွေကရှေ့ကောင်တာမှာရပ်နေတဲ့စားပွဲလူမလေးစီကိုရောက်သွားပါတယ်။ဒါပေမဲ့အနားကိုတိုးသွားကြည့်တဲ့အခါသူတို့နှစ်ယောက်ဟာလုံးဝမကိုက်ညီမှန်းသိလိုက်ရတယ်။အဲ့ဒီမိန်းကလေးကလည်းဝမ်းနဲ့ရိတ်ကလေးနဲ့မျက်နှာလွှဲသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကံကောင်းမလားဆိုရင်မျောလင်းချက်ကလေးနဲ့ဘားတစ်ခုကိုထပ်သွားခဲ့ပြန်ပါတယ်။အဲ့ဒီမှာမိန်းကလေးတယောက်ကိုသူတွေ့လိုက်ရပြီးသူမကိုမြင်လိုက်ရတဲ့ခဏမှာလေသူ့နှလုံးခုန်တန်းတွေမြန်လာပြီးသူမစီကိုရှောက်သွားခဲ့တယ်။ဒါပေမဲ့သူမဟာအပေါက်၃ပေါက်ပါတဲ့ socket တစ်ခုမှန်းသိလိုက်တဲ့အခါသူတို့နှစ်ယောက်လုံးရုတ်တရက်တိတ်တိတ်သွားကြပါတယ်။သူတို့ရဲ့ပတ်သက်မှုကဘယ်တော့မှစတင်လို့မရနိုင်ဘူးဆိုတာနှစ်ယောက်လုံးသိလိုက်ကြတာပေါ့။အဲ့ဒီအချိန်မှာအမျိုးသားကသူ့တယောက်တည်းထာဝရဖြတ်တန်းသွားရတော့မယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ dating site တစ်ခုကိုအသုံးပြုခဲ့ပြီးမိန်းကလေးတယောက်နဲ့ချင်းဆိုထားတဲ့အချိန်မှာတွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူချင်းထားတဲ့နေရာကိုရောက်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူအယမ်းပျော်သွားခဲ့တယ်။အဲ့ဒီမိန်းကလေးဟာသူ့အတွက်အရာရာပြည့်စုံလုံးပါတယ်။သူ့မျက်လုံးသားထဲမှာစိတ်လှုပ်ရှားမှုတွေပြည့်ညတ်သွားတယ်လို့မိန်းကလေးရဲ့မျက်နှာမှာလည်းအပြုံးတွေနဲ့ဝင်းပါသွားခဲ့ပါတယ်။အဲ့ဒီခဏအတွင်းမှာပဲသူတို့နှစ်ဦးဟာအပြန်အလှန်ချစ်ကြွမ်းပင်သွားကြပါတော့တယ်။